ဝေဖန်တာနဲ့မိုက်ရိုင်းတာနဲ့စော်ကားတာလည်းမတူဘူးအဲ့ဒါတော့နားလဲလားစူးစမ်းမှကိုဖြစ်မှာသူတို့စူးစမ်းမနာလို့ဖြစ်တယ်ဘာထူးမှာလဲဟုတ်လားလူတိုင်းမှာဘယ်လိုမျိုးလဲလူတိုင်းမှာပင်ကို original style design ထားကာလာနေတာအထားဆိုရှိတယ်အဲ့လေ